မြင်ပဲနဲ့ကိုယ်ဆုံးရှုံးနေတဲ့အရာအများကြီးရှိတယ်ကိုယ်ဆုံးတာဒီအိမ်ဆုံးတာဒီစိတ်ဆုံးတာဒီဖြောင်းဆုံးတာဒီအဲ့ဒါတွေလည်းမမြင်ရတဲ့ကိုယ်ဆုံးရှုံးနေတဲ့ပုဂ္ဂိုလ်ကြီးကိုယ်ဝေးနေကိုယ်လည်းသူ့ကိုမြင်ရရတယ်မြင်လို့ရတဲ့ကိုယ်သားသမီးမြင်ကိုယ်ဆုံးရှုံးနေတဲ့ပုဂ္ဂိုလ်ကြီးကိုယ်ဝေးနေသူ့ကိုမြင်ပြလို့ရမယ်အတိကကိုယ်အဆုံးရှုံးနေဆုံးတဲ့အရာကအများကြီးထဲကတစ်ခုပြောမယ်ဆိုရင်ဒီနေ့ကိုဝိနည်းကိုပြုလုပ်တဲ့ကုသိုလ်ကကိုဘဝအဆက်ဆက်ဆုံးရှုံးပေးနေတယ်အဲ့ဒါဒီကုသိုလ်ကဒီမောင်မကုသိုလ်ပေါ့ဘူးဒီမှာစာတင်စာချပြုလုပ်တဲ့အခါကတော့ဒီစုကရှင်းစားတဲ့ကုသိုလ်တွေကိုတော့ရတာဟာငါ့ဘဝကတရားအလျှော့လို့ဒီဘဝမှာရောဘဝမှာရောဆုံးရှုံးပေးနေတဲ့အရာပဲလို့ရောဝန္တာပြီးဖြစ်ရပေါ့နော်တမန်ဗျာရောဝန္တာပြီးဖြစ်ပြီးတော့ကိုယ်ဆုံးရှုံးနေတဲ့အမြင်အားမမြင်အားတော့ဒီပုဂ္ဂိုလ်အားလုံးဒီကနေ့ဒီကံတဲ့ကုသိုလ်ကောင်းမှုဒီလာကောင်းမှုဒီလိုလေရပါစေဆိုတဲ့စိတ်နဲ့ညပြုချက်ကြောင့်အားလုံးဒီစိတ်ချက်ကြောင့်